ရန်ကုန်တိုင်းဒေသကြီးတန်လင်းမြို့နယ်တွေမှာရှိတဲ့ကြိုက်ခေါက်စေရမြတ်ကြီးကိုသွားရောက်ဖြစ်ပါတယ်ကြိုက်ခေါက်စေရမြတ်ကြီးကိုတန်လင်းမြို့ကကြိုက်ခေါက်စေရမြတ်ကြီးကိုသွားဖို့လို့ဆိုရန်ကုန်ကနေဆိုရင်ကားတစ်နာရီတော့နော်မိမိတို့နေတဲ့တကူမျိုးတွေကနေဆိုရင်တော့ကားတစ်နာရီကျော်တော့မောင်းရတယ်ပေါ့နော်ကားမကြိုက်တော့ကားကြိုက်ရင်တော့ဒီထက်လည်းပိုမောင်းရနိုင်ပေါ့နော်တန်လင်းမျိုးကကြိုက်ခေါက်စီတော်မြတ်ကြီးရဲ့ညံတော်အမြင့်ပြီးက233ပေရှိတယ်လို့ဆိုတယ်ပေါ့နော်ဒီချက်ကောက်စီတော်မြတ်ကြီးမှာရှိတဲ့ဒီကြောက်ပြားတွေကိုတော့ပေါ့မြန်မာနိုင်ငံအထက်ပိုင်းကကြောက်ပြားအနီတွေနဲ့ပေါ့နော်စနစ်တကျခင်းထားတာလို့လည်းဆိုတယ်ပေါ့နော်အရင်တော့ကတော့ဒီကြိုက်ကောက်စီတော်မြတ်ကြီးကိုဒီမထေတပါးပေါ့နော်အရှင်ခေါလကမထေကိုအကြောင်းပြပြီးတော့ဒီခေါလကစီရီတို့လည်းခေါ်တယ်လို့ဆိုကြတယ်ပေါ့နော်နောက်ပိုင်းမှာကာလတွေယူလျားလာပြီးတော့ခောက်စီဒီလို့လည်းခေါ်တယ်ပြီးတော့ကြော်ခိုက်စီဒီလို့လည်းခေါ်ကြတယ်ပေါ့နော်ခုနောက်ပိုင်းမှာတော့ဒါကြိုက်ခောက်စီတော့မြေကြီးဆိုပြီးတော့ဒီဘွဲအမည်တွင်သွားတာပေါ့ကျိုက်ကောက်စီတော်မြတ်ကြီးကိုတီထားကိုးခဲ့တဲ့ဒီမင်းကတော့စုလသီရိမာတော့ကမင်းလို့ဆိုရပေါ့နော်ဘိုင်းဖြစ်ပေါ့နော်ဒီတန်လင်းမျိုးကိုတန်လင်းကြောက်တန်းကကြီးဒီရေလေကြောက်တန်းဖျားကိုသွားဖို့ပြစ်မယ်ဆိုရင်တော့ဒီတန်လင်းမျိုးကကြိုက်ခေါက်စီဒီတော့ကိုလည်းဒါတွားရောက်ဖို့လို့ကြဖို့တိုက်တွန်းတယ်ပေါ့နော်ပြီးတော့ဒီနီနာမှာလည်းဒီကြိုက်ခေါက်လက်ရှင်တော်ရဲ့အုတ်ကူတွေပါလေလည်းဒါရှိတယ်ပေါ့နော်အရင်တစ်ခေါက်တော့မျိုးတို့ရောက်ပြီးတော့ဒီတစ်ခေါက်မှာတော့ဒါမရောက်ခဲ့ဘူးပေါ့နော်အဲကြောင့်တရားတော့တန်လင်းမျိုးကိုရောက်ရင်ကြိုက်ခေါက်စီတော်မြတ်ကြီးကိုလည်းတွားရောက်ဖို့လို့ကြပါအောင်တောင်းရဖို့မိမိတို့သွားတဲ့နေ့ကကြိုက်ခေါက်စီတော်မြတ်ကြီးဖျားပွဲနောက်ဆုံးရက်ဆိုဈေးတန်းနေရှိရပါတော့မြန်မာမုတ်မျိုးစုံနဲ့အများရှိတယ်တနခါတော့နေလည်းရှိတယ်ပေါ့နော်အများကြီးမှအများကြီးပေါ့နော်ဒါဈေးတန်းနေလည်းမထန်ဒီတွေပါလေလည်းရောက်နေကောင်းချင်းဒုတ်တွေကောင်းချင်းပေါင်းဒီတော့မရတော့နဲ့အများပေါင်းပါမျိုးစုံပဲရောက်ရတယ်ပေါ့နော်ခုချိန်ကလည်းလေးရှင်းနေတာပေါ့နော်ဒီမှာရှင်းတယ်ဘောတော်လာရပါပဲအဲ့ဒါခဏကအရင်ပေါ်လာညနေပိုင်းဆိုဘောတော်ရတယ်တော့ဈေးတော်ကြီးရဲ့ပွဲတော်ဆောင်တယ်ရမ်းစီပါတယ်အားတော့ဒီတန်မျိုးကနေရောင်းမျိုးလေးပြောင်းဝင်လာတာပေါ့နော်ဒါပါဖြစ်ဖြစ်ရောင်းမျိုးမှာပြရတယ်လိုက်ဖို့ပဲဆိုတော့ဒါနဲ့ရေးတဲ့ကြောက်တန်းကိုရောက်တယ်ဆိုရင်ဒီချက်ခေါက်စီတော်မြတ်ကြီးကတန်မျိုးကချက်ခေါက်စီတော်မြတ်ကြီးကလည်းဒီဖြစ်သွားရအောင်ပြောင်းမယ်စီဒီတဆူဖြစ်တယ်အဲကြောင့်တန်မျိုးကိုရောက်တယ်ဆိုတော့ချက်ခေါက်စီတော်မြတ်ကြီးကိုလည်းသွားရောက်ကြည့်လို့ရဖို့အကြံပြုလိုက်ပါတယ်